ရရမှာပြဿနာလူတဲ့မေးလောက်လမ်းပဲတိတရားတွေဘာမှမနှက်ဆက်ပါဘူးမိမနဲ့မူးရဆေးဆိုတာတကယ်တော့မဆက်ပါဘူးပျက်စီးခြင်းနဲ့ပျက်စီးနေလို့လည်းဖမ်းမှမထူးကြမြန်မာမိန်းကလေးတွေမှရလောက်ထိဇက်ရဆန်ပြီးလက်ထားဘူးဟာတိုင်းတစ်ပတ်ဆန်နေရင်ချင်းမှုတွေကိုပတ်ဆက်စွာယူနေလို့လည်းမင်းတို့ဘူးမှတိမဖြူပြီးရုပ်ရှင်ရိုက်ဖို့ကမ်းလည်းမလာဘူးရဲတော့နေတဲ့ကာလာစုံတင်တဲ့ခန်းထမ်းမှလူပြီးမပြပုံစံဖမ်းလို့စော်ခံရမှမင်းလည်းတွတ်ခါယူမယ်စိတ်ဓာတ်ရုံညံ့နေအတော့မချတဲ့လူစုအတော့မချတဲ့လူစုကြောင့်ဒူးစားရဖြစ်လာရုံညံ့နေအတော့မချတဲ့လူစုအတော့မချတဲ့လူစုကြောင့်ဒူးစားရဖြစ်လာခစ်စားတဲ့တစ်တော့မှာချုပ်ပြရင်ဆယ်လီဖြစ်တဲ့ဆိုတာရိုးရအဲ့ဒီစင်းမြေကိုဘေကားစားတာလေလူတွေပါမျိုးချစ်တဲ့ဆိုရင်အဲ့ဒီမြေကိုချိုးပါလွတ်လပ်တဲ့လူခွင့်ရေးတွေနိုင်ငံထဲမှာတောင်းဆိုနေတာဒါမျိုးတွေဖြစ်နေဖို့လားခမရတို့စေစားမားတွေဆိုတာနဲ့လက်ပတ်ကြီးနေဖို့ပဲတည်တယ်ဒုက္ခရောက်ရင်လက်ခုပ်ကြီးပဲစိတ်တိုက်ကဆက်လုပ်ပြီးယူရှာတော့တည်ညံမဲ့တာကိုယ့်ကိုယ်ဆင်ခြင်ပြီးတော့တော့အောင်လားသူများတည်လို့ဝမ်းကမနေနဲ့ခမရတဲ့ဒီလူကနှုတ်ဆက်ရအောင်ပါအနေနဲ့ရရမှာလူတက်မှုနဲ့လူရမျိုးရောကြမတော်ဘူးဒီကြားနဲ့တန့်ငယ်မရင်းနဲ့လူချမ်းစီရရောကြမတော်ဘူးအောက်တန်းချတဲ့လူတက်ချိုးကနမချင်းစာနာစိတ်တာသမီချင်းစာနာမှုတွေနဲ့ကိုချင်းစာတရားတွေဘရောမှမထားဘူးတော့ကများနဲ့ဥလုံးချွာကဘာပြက်ပြီးတော့လူလုံးမလားဆိုဖြစ်သွားကြတဲ့ဖြစ်ရှိတဲ့ကလေးတွေကိုတော့ခမရတို့ကောင်းနေချမ်းသာပြီးတော့ဘွားမှာဇက်စရာရေးတာလည်းမချစ်ရင်လည်းနေပါတဲ့သူတွေကိုတော့ခမရတို့ကောင်းနေအားလုံးတက်ညာပြီးပါစိတ်ဓာတ်ရုံညံ့နေအတော့မချတဲ့လူစုအတော့မချတဲ့လူစုကြောင့်ဒူးစားရဖြစ်လာရုံညံ့နေအတော့မချတဲ့လူစုအတော့မချတဲ့လူစုကြောင့်ဒူးစားရဖြစ်လာကျွန်တော်ရှင်းထဲမှာပြောထားတဲ့မင်းမပြဲဆိုတာဘွားပဲချင်နေရမကောင်းတာလှုပ်ရှားနေရတဲ့မိန်းကလေးတွေကိုရည်ရွယ်တာမဟုတ်ပါဘူးမိကောင်းဖခင်သားသမီးမိဘအုပ်ထိန်းမှုတွေရှိပါရဲ့နဲ့ပြက်ချင်တိုင်းပြက်ပြီးစင်ရင်လုံးတရားမဲ့တိုင်းတစ်ပါးဆန်နေရင်ချေးမှုဝစားစင်ရင်မှုနေထိုင်မှုပုံစံမူရည်ဒေတာတောက်စားတာတွေကိုအတူယူအားကျပြီးအတူမြဲတက်တင်နေတဲ့မြန်မာမိန်းကလေးတွေကိုရည်ရွယ်တာပါ